ဒီနေ့ကစပြီးကိုကိုတက်နဲ့မာယာတို့ရဲ့အချစ်စလန်းရက်တန်းကရက်လိုက်ပါပြီကိုကိုတက်ရဲ့မာယာမင်းဒါဘာလုပ်နေလဲကိုပြောစမ်းကိုကိုတက်နဲ့မာယာတို့ရဲ့အချစ်စလန်းကိုခေါင်းလောင်းထိုးပြီးလှူလိုက်တာလေရက်ဆက်လိုက်တာမာယာငါတော့မင်းကိုချစ်လိုက်ရတာမင်းကကိုတောက်ပေါ်မှာခေါင်းလောင်းထိုးကျင်ပြီးလှူတဲ့အဆင့်အောင်ရောက်နေလို့မာယာမင်းမရှိတဲ့အချိန်မှာကိုတက်ဘယ်လောက်ထိပြောဆိုခံရလဲမင်းသိလားဟမ်မာယာပြန်လိုက်လာပါမာယာရဲ့ကိုတောက်ဘာပြီးစီလို့မင်းငါ့ကိုလောင်းခွဲလိုက်တာလဲဟာမာယာစီးကျင်တဲ့အဝမ်းဖတ်ဘိန်းမှာကိုမှမရှိတာကိုအော်တင်းလေးကအဝမ်းဖိုက်ဘိန်းကိုစီးကျင်တာလားဟုတ်တယ်လေအော်တင်းလေးရဲ့အဲ့ဒါငကိုကြီးကကိုတောက်ကိုပြောလိုက်လေမာယာလေးလက်နှိုးညွှန်ရရေပြစ်စီရမယ်ဟုတ်ပြီလားအဝမ်းဖိုက်ဘိန်းကိုအခုပဲတောင်းဝင်ပြီးတော့ကိုနဲ့တင်းလေးအတူတူပြန်နေမယ်လေနဲ့တင်းနော်အဲ့ခေါလုံးထားကထား哎呦我的妈！你别笑。မင်းတို့အားလုံးတွေ့လားဩမင်းကငါတို့မင်းကိုလှောင်လိုက်တယ်ဆိုပြီးမင်းဖွားနဲ့သွားတိုင်နေပေါ့ဟုတ်တယ်ဟိုညီလေးကိုလေသူတို့ကစော်ပြစ်ကအောင်နဲ့ဘယ်နဲ့ငါဖားမှာလဲဟဲ့အောင်ဒါငါပြောနေတဲ့ငါရဲ့မာယာလေးဟဲ့အောင်အဲ့ဒါတက်ကြီးမရိန်းတော့ဟုတ်တယ်တက်ကြီးမရိန်းဟိုအမေတားကိုကွလွတ်နော်ဟိုတားလည်းအမေကိုလည်းဟိုရွယ်လို့တဲ့ငါပါချလိုက်မှာနော်ဟဲ့သူနဲ့ငါညမကြခင်လက်ထပ်တော့မှာဟာပေါက်လားပေါက်လားအားလုံးပေါက်လားဒါကကလေးလေးပဲမင်းကလေးလေးပုံစံကလည်းကွာတင်းញိုင်ကုန်းပုံစံနဲ့ဘာပြောလဲပါရဲလေကစွာတယ်နော်အေးဟုတ်တယ်ပေါက်လားသွားမလို့နဲ့သူ့မဲ့အသိဉာဏ်သိမ့်မရှိသေးဘူးငယ်သေးတော့ငယ်သေးတာပေါက်တယ်နော်ပေါက်တယ်ငါမာယာလေးကငါ့ကိုစိတ်ကောင်းနေတာအဲ့ဒါငါကလေးလေးကိုမနေ့ချော့ပြီးခေါ်လာရတယ်ဘယ်ခေါ်လာဘိုးဘိုင်းသားခေါ်လာတာမဟုတ်လေဘိုးဘိုင်းသားဘေးနာကမိဘမဲ့ကြောင့်ခေယာခေါ်လာတာမပေါက်လားပေါက်တယ်ကဲကလေးလေးကလေးနဲ့ကိုနဲ့တဲကိုကန်ဖြစ်ဖြစ်ဟိုတယ်ဖြစ်ဖြစ်သွားမယ်ကလေးမမှတ်ဖို့နေမှမရှိတာဘာလို့မရှိတာလဲဆက်ရှင်းနေမှမပြေသေးတာဆက်ရှင်းနေမပြေသေးဘူးဟုတ်တယ်လေဟုတ်သားပဲဟိုကလေးကငယ်သေးတော့ဆက်ရှင်းနေမပြေမှတ်ဖို့နေမရှိဘူးဒါဆိုရင်ကျောင်းသားကောရှိလားကျောင်းသားကမရှိဘူးမူဂျိုကတ်တော့ရှိတယ်အဲ့ရှားနေလေမူဂျိုကတ်နဲ့ဟိုတယ်သွားမယ်အားရအကဲနဲ့သွားလို့မှမရတာအေးမူဂျိုကတ်နဲ့သွားလို့မရဘူးမရဘူးဖမ်းကနေဒုက္ခပဲဘာပဲဖြစ်ငါတဲလေးကငါ့ကိုချစ်တယ်ဆိုတာမင်းတို့ယုံတယ်မလားယုံတယ်အေးမင်းတို့တိအောင်ထပ်ပြောလိုက်အောင်မယ်တဲလေးကိုမရှိရင်တဲလေးဘလို့နေမလဲပြောပြလိုက်ဒါနဲ့နေမှာပေါ့I want